Rosie နဲ့ Alice တို့ကငယ်စဉ်ကတည်းကဘဝရဲ့အရာရာတိုင်းအတူတူမျှဝေခံစားလာခဲ့ကြတဲ့အကောင်းဆုံးတငယ်ချင်းတွေပါဇလန်ရော Rosie တယောက်မင်္ဂလာဆောင်အခမ်းပွဲတစ်ခုမှာကတိကအမတ်တရားတွေကိုပြန်တွေးပြီးမှိုက်တွေနေတဲ့မြင်ကွင်းနဲ့စတင်ထားပါတယ်သူတို့နှစ်ယောက်ရဲ့အတိတ်ကိုပြန်ကြည့်မယ်ဆိုရင်တော့ Rosie ရဲ့16နှစ်ပြည့်မွေးနေ့ညတုန်းကသူတို့နှစ်ဦးအရက်မှုပြီးမထင်မှတ်ပဲအနံတစ်ခုဖလှယ်မိခဲ့ကြတာပါဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲ Rosie ကတော့အရက်မှုပြီးလဲကျသွားခဲ့တာမို့နောက်နေ့မနက်မှာလဲကျသွားခဲ့တဲ့အဆက်ရစရာအဖြစ်ကိုပဲမှတ်မိနေခဲ့ပြီးညအနံအကြောင်းတော့လုံးဝမီးရော်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်း Alice က Rosie ရဲ့ဒီမီးရော်မှုကိုမသိခဲ့ရှာပါဘူး။ Rosie ကအဲ့အနံကိုနောင်တရလို့သူ့ကိုတမင်တက်ညင်းပယ်လိုက်တာလို့ပဲထင်မှတ်သွားခဲ့တာပါ။ဒီနားလည်မှုလွဲခြင်းကပဲသူတို့နှစ်ယောက်ကြားဆက်ဆံရေးမှာမတိမတာစိန်ကားမှုတွေကိုစတင်ဖြစ်ပေါ်စေခဲ့ပါတယ်။မိဘပွဲညမှာတော့သူတို့နှစ်ယောက်ကကျောင်းကပွဲအသွားဖို့အကြောင်းစကားပြောပြကြပါတယ်။ Rosie ကကျောင်းနာမည်ကြီးကောင်းလေး Gracia နဲ့ကပွဲအတူသွားဖို့ကမ်းလှမ်းချက်ရထားပေမဲ့ Alice နဲ့ပဲအတူတူသွားမှမို့ညင်းထောင်းလိုက်ကြောင်းပြောပြပါတယ်။ဒါမဲ့ Alice ကလည်းသူစိတ်ဝင်စားနေတဲ့အကြောင်းကောင်းမလေး Betty ကသူ့တော်ဖွင့်ပြောရင်ကပွဲအတူသွားဖို့အဆင်သင့်ရှိနေကြောင်းထုတ်ပြောလာတဲ့အခါမှာတော့အခြေအနေတွေကပြောင်းလဲသွားပါတော့တယ်။နောက်ဆုံးမှာတော့ Rosie က Grant နဲ့ Alice က Betty နဲ့ပဲအတီးတီးသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ကပွဲနေ့ညမှာတော့ Alice က Betty နဲ့အဆင်ပြေနေအောင်မြင်လာရတဲ့အခါ Rosie ရဲ့စိတ်ထဲမှာတော့တမျိုးကြီးခံစားနေရပါတယ်။ဒါပေမဲ့အိမ်ညမှာပဲမထင်မှတ်ထားတဲ့အရေးပေါ်အခြေအနေတစ်ခုကပေါ်လာခဲ့ပါတယ်။ Rosie က Grant နဲ့ဟိုတယ်ကန်ထဲမှာပြဿနာတစ်ခုတက်ခဲ့ရမို့အားကိုးရမဲ့သွားတဲ့သူမဟာ Alice ကိုပဲဖုန်းဆက်ပြီးအကူအညီတောင်းမိပါတော့တယ်။ Alice ကလည်း Betty ကိုတောင်ပြစ်ထားခဲ့ပြီးသူမစီကိုအပြေးအလွန်လာရောက်ကူညီပေးခဲ့ပါတယ်။ Alice ရဲ့ဒီလိုမျိုးအချိန်မီလာရောက်ပြီးမှုကသူတို့နှစ်ယောက်ကြားမှာတယောက်ကိုတယောက်ထုံမပြောပြသေးတဲ့နက်ရှိုင်းနဲ့တန်ရောစင်တွေရှိနေသေးတယ်ဆိုတာကိုပို့ပြီးတော့ခိုင်မြဲသွားစေခဲ့ပါတယ်။လာအနေငယ်အစားမှာတော့ Alice က Harvard တက္ကသိုလ်ကိုပညာသင်ဆုနဲ့တက်ရောက်ခွင့်ရခဲ့ပြီး Rosie ကလည်းဟိုတယ်စီမံခန့်ခွဲမှုပညာကိုတက်ရောက်ခွင့်ရရှိသွားပါတယ်။သူတို့နှစ်ယောက်လုံးအမေရိကကိုအတူတူသွားပြီးဘဝတစ်ဖို့စတင်မှုအလွန်စိတ်လှုပ်ရှားနေခဲ့ကြတာပါ။ဒါပေမဲ့ကန်ဂျပါကသူတို့ကိုနောက်ထပ်အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုနဲ့ကြိုးဆိုလိုက်ပါတယ်။ Rosie တယောက်မကြာခဏခေါင်းမူပြိုအံအားကြောင့်စီးစံဝန်ထမ်းရဲ့အကြံပေးချက်အတိုင်းကိုဝင်စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့အဖြေက positive ဖြစ်နေခဲ့ပါတယ်။ကလေးရဲ့အဖြေကတော့ grab ပါပဲ။ Rosie ကအလွန်တုန်လှုပ်သွားပေမဲ့သူမအတွက်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။ဒီအကြောင်းကြောင့် Alice တည်သွားမယ်ဆိုရင်သူမကိုတာဝန်ယူဖို့အတွက်နဲ့သူ့ရဲ့ Harvard အိမ်မက်တွေကိုစွန့်လွတ်မအောင်သူမကလုံးဝမလိုလားပါဘူး။ဒါကြောင့်ဒီကိစ္စကိုလျှို့ဝှက်ထားပြီးကလေးကိုမွေးပြီးတာနဲ့မွေးစားပေးဖို့စိတ်ကူးလိုက်ပါတယ်။ Alice အမေရိကကိုထွက်ခွာသွားတဲ့နေ့မှာတော့ Rosie ကသူမရဲ့နေရာဝေးနာတွေကိုဖုံးကွယ်ရင်း Alice ကိုနှုတ်ဆက်လိုက်ပါတယ်။ Alice ကတော့သူမရဲ့ဘဝမှာဖြစ်ပျက်နေတဲ့ပြဿနာတွေကိုလုံးဝမသိပဲထွက်ခွာသွားခဲ့ပါတယ်။အင်္ဂလန်မှာကျန်ခဲ့တဲ့ Rosie ကသူမရဲ့မိဘတွေစီပြန်ပြောင်းရွှေ့ပြီးကလေးကိုမွေးစားပေးဖို့ပြင်ဆင်ထားပါတယ်။ဒါပေမဲ့ကလေးလေးကိုပထမဆုံးအချိန်ပွေးဖက်လိုက်တဲ့အချိန်မှာတော့သူမရဲ့မိခင်စိတ်ကအနိုင်ယူသွားပါတော့တယ်။နောက်ဆုံးမှာတော့ကလေးကိုမွေးစားပေးဖို့စိတ်ကူးကိုစွန့်လွတ်လိုက်ပြီး Katie လို့အမည်ပေးကသူမကိုယ်တိုင်ပဲပြုစုပြောင်းထောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Rosie ကသူမရဲ့တက္ကသိုလ်အိမ်မက်တွေကိုခဏတာဆိုင်းငံ့ပြီးမိခင်တယောက်ရဲ့တာဝန်ရောအပြည့်အဝထမ်းဆောင်ခဲ့ပါတယ်။တနေ့မှာတော့လမ်းမှာ Betty နဲ့မထင်မှတ်ပဲဆုံမိသွားပြီး Betty က Rosie ကလေးမွေးထားတာကိုမြင်သွားခဲ့တာမို့ Alice စီကိုသတင်းပို့လိုက်ပါတော့တယ်။ Alice ကတော့သတင်းကိုကြားချင်းအင်္ဂလန်ကိုချက်ချင်းပြန်လာခဲ့တာပါ။ Rosie ကတော့ Alice ရဲ့ Harvard ပညာရေးလမ်းကြောင်းကိုမထိခိုက်စေချင်လို့ကိုဝင်ရှိတာကိုလျှို့ဝှက်ထားခဲ့ရကြောင်းရှင်းပြတဲ့အခါ Alice ကလည်းသူမရဲ့စိတ်နောင်နားလည်ပြီးခွင့်လွှတ်လိုက်ပါတယ်။ Alice က Rosie နဲ့ Katie တို့နဲ့အတူအချိန်ကောင်းတွေကိုဖြတ်သန်းခဲ့ပြီးမကြာခင်မှာပဲအမေရိကကိုပြန်သွားရအောင် Rosie တယောက်အင်္ဂလန်မှာပဲ Katie ကိုပြုစုရင်းကြံခဲ့ရပြန်ပါတယ်။ Alice ဟာအမေရိကမှာအထီးကျန်နေခဲ့ပြီးဘားတကူမှာဆယ်လီဆိုတဲ့ကောင်မလေးနဲ့ဆုံတွေ့ကသူမနဲ့တွဲပြစ်သွားပါတယ်။နှစ်တေကြာလာတဲ့အခါ Alice က Boston မှာဆယ်လီနဲ့အတူနေထိုင်နေတယ်လို့ Rosie ကလည်းသူမကိုဝင်စစ်ဆေးဖို့အကြံပေးခဲ့မှုတဲ့စီဆိုင်ဝန်ထမ်း Ruby နဲ့ခင်မင်ရင်းနေသွားပြီးဟိုတယ်မှာအလုပ်အတူလုပ်ကိုင်နေပါတယ်။ Rosie ကတော့ဟိုတယ်ပိုင်ရှင်ဖြစ်လာဖို့အိမ်မက်တွေမှတ်နေရင်းနဲ့ပဲ Katie ကိုအပင်ပန်းခံပြုစုနေခဲ့တာပါ။တနေ့မှာတော့ Alice ကနေ Boston လာဖို့လေယာဉ်လက်မှတ်ရောက်လာတဲ့အခါ Rosie ကသူတို့ကြားဆက်ဆံရေးအဆင်ပြေလာတော့မလားဆိုတဲ့မျှော်လင့်ချက်အသစ်တွေဖြစ်ပေါ်လာပါတယ်။ Boston မှာပြန်တွေ့တဲ့အခါသူတို့နှစ်ယောက်လဲပတ်ကြရင်အရင်ကအတိုင်းရင်းနှီးမှုတွေကိုပြန်ရလိုက်ပါတယ်။ဒါပေမဲ့ Alice ရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့ဆယ်လီနဲ့စုံတွေ့လိုက်ရပြီးဆယ်လီကသူတို့ကိုညစာစားဖို့ဖိတ်ခေါ်ပါတယ်။အိမ်နောက်သူမကိုဝင်ရှိနေကြောင်းရုတ်တရက်ထုတ်ပြောလိုက်တဲ့အခါမှာတော့
ရိုစီကအထိတ်တလန့်ဖြစ်သွားရပါတယ်။ဒါအောင်အဲလက်စ်ကသူမကိုကြိုတင်ပြောပြမထားကြောင်းစိတ်မကောင်းဖြစ်ရပါတယ်။နောက်ဆုံးမှာတော့သူတို့အားလုံးအနုပညာပြပွဲတစ်ခုကိုတွားရောက်ကြပေမဲ့ရိုစီကတော့စိတ်မသက်မသာနေပဲအပြင်ကိုထွက်လာခဲ့ပါတယ်။အဲလက်စ်ကနောက်ကနေလိုက်လာပြီးဘာဖြစ်တာလဲလို့မေးမြန်းတဲ့အခါရိုစီကဆယ်လီကိုဝင်ရှိနေအောင်ဘာကြောင့်မပြောပြရလဲ။သူ့ကိုဘာကြောင့်အခုလိုခေါ်ထားရလဲဆိုပြီးစိတ်ဆိုးဒေါသထွက်ကောင်အကြီးကျယ်စကားများကြပါတော့တယ်။သူတို့နေရာရဲ့ခံစားချက်တွေလွဲမှားနေရကြောင်းရိုစီယာအဲလက်စ်ကိုထားခဲ့ပြီးအင်္ဂလန်စိတ်ပြက်လက်ပြက်နဲ့ပြန်လာခဲ့ရပါတယ်။